အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့ပင်လယ်ဘူးဖယ်ပြည် High School မှာပညာသင်ကြားနေတဲ့ Grade 10ကျောင်းသားကျောင်းသူများဖြစ်ကြပါတယ်ရှင်ကျမအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Grade 10မြန်မာဘာသာရပ်မှာပါဝင်တဲ့စာဖတ်ခြင်းအလေးဆိုတဲ့သုတဆောင်းပါးလေးအကြောင်းကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်ဆွေးနွေးတင်ပြမှုလေးမစတင်ခင်မှာ Group Member လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ကျမကတော့ PLB 1B G10 CPB 013 Group Leader ဖြစ်ပါတယ်B010 CPB 011 CPB 012 CPB 014 CPB 015 CPB 016 CPB 017 CPB 018 CPB 019 CPB 020 CPB 021 CPB 022တို့ဖြစ်ကြပါတယ်013ကတော့ group leader 020ကကြတော့ editor 011 021 022နဲ့03ကတော့ president နဲ့03ကတော့ presenter 014 010 015 018 019 020နဲ့013ကကြတော့ Rochester 017 016နဲ့012စတဲ့ group member တွေကတော့ကျမတို့စာဖတ်ခြင်းလေး project အတွက်ပါဝင်ဆောင်ရွက်သူများဖြစ်ပါတယ်ကျမရဲ့ group member ကတော့ PLB 1B G10 CPB 022ပဲဖြစ်ပါတယ်ရှင်ကျမအခုပြပြပေးမယ့်အကြောင်းအရာလေးကတော့စာဖတ်ခြင်းအလေးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်စာဖတ်ခြင်းအလေးဟာသုတဆောင်းပါးအမျိုးအစားဖြစ်ပြီးတော့ကိုလိုနီခေတ်မှာရေးသားခဲ့ပါတယ်ဒီဆောင်းပါးကိုဇေယျရေးသားတဲ့တကြီးကေဇက်စာဆောင်ခေါင်းကြီးပိုင်းမှာကောက်နှုတ်ထားပါတယ်ဆရာဇေယျကို1900ပြည့်နှစ်တွင်ဇီကုန်းဇာတိမြို့၌ဖွားမြင်ခဲ့တယ်ဆရာဇေယျရဲ့အမည်အရင်းကတော့ဥရောဖြစ်ပါတယ်ဇီကုန်းဤပင်အလေတန်းကျောင်းတာယာဝတီကရင်အထက်တန်းကျောင်းပြည်စုအထက်တန်းကျောင်းတို့တွင်ပညာသင်ကြားခဲ့တယ်ပြည်စုအထက်တန်းကျောင်းတွင်10တန်းအောင်ခဲ့တယ်1920ပြည့်နှစ်တွင်ဒဂုံမဂ္ဂဇင်းတွင်လက်ထောက်အယ်ဒီတာအဖြစ်ဆောင်ရွက်ရင်းကိုရန်အောင်ဝတ္ထုကိုလည်းစတင်ရေးသားခဲ့တယ်မနကျော်ထင်ပွဲကို1950တီတီပြန်ချီပွဲကို1955တို့၌ရှိမြင်ခြင်းခံခဲ့ရတယ်မြန်မာမြက်ပွင့်ရွာတလေးလူတလေးစာအုပ်ဖြင့်1962ခုနှစ်စာပေပိမှန်စာပေသာစုကိုလည်းရရှိခဲ့တယ်။မင်းလင်ကတူလောင်ဝန်ဟူသောကလောင်အမည်ပွဲများနဲ့လည်းစာပေများကိုရေးသားပြုစုခဲ့တယ်။ဆရာကြီးအားဆိုရင်1982ခုနှစ်မှာပြလွန်သွားခဲ့ပါတယ်။မရဲ့ group number ကတော့ PMB 1B G10 CPB 011ဖြစ်ပါတယ်ရှင်။စာဖတ်ခြင်းဆိုတာဟာလူတို့နေ့စဉ်ပြုလုပ်တဲ့ထမင်းစားခြင်းရေတောက်ခြင်းအိပ်ဆက်ခြင်းစကားပြောခြင်းအသက်ဆူခြင်းများကဲ့သို့အရေးပါတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်။တချို့လူများဟာတခြားသောကိစ္စတွေကိုအလေးအကျင့်ပြုနေတော့လဲစာဖတ်ခြင်းကိုတော့ဖတ်လို့တော့အခါဖတ်နိုင်တယ်လို့ထင်ကြပါတယ်။ဒီထင်မြင်ချက်ဟာလုံးဝကိုမှားယွင်းနေပါတယ်။အလေးအကျင့်မရှိဘဲပြုလုပ်မယ်ဆိုလည်းမဖတ်နိုင်မမှတ်နိုင်ဖြစ်ပြီးစိတ်ပြည့်၍အပြစ်များပြောဆိုလာကြပါတယ်။ထမင်းစားခြင်းရေတောက်ခြင်းတို့ကခန္ဓာကိုယ်ကြီးထွားဖို့နဲ့ခွန်အားပဲဖြစ်စေတဲ့အတွက်စိတ်ရဲ့အလိုဆန္ဒအာဟာရကိုမဖြစ်သင့်နိုင်ပါဘူး။ဘုံနောက်ဉာဏ်ရဲ့ဖွံ့ဖြိုးစေရတဲ့ခွန်အားတွေကိုမြင့်တင်ပေးရန်ပညာဘဟုတုတဟူသောအာဟာရလည်းလိုအပ်ပါတယ်။ဒါကြောင့်စာဖတ်ခြင်းအလေးသည်အလွန်အသုံးဝင်လာပါတယ်။စာဖတ်မှသာလျှင်စာပေဘဟုတုတကျွမ်းဝပြီးယဉ်ကျေးလိမ့်မှာတော့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။စကားပြောဆိုရတဲ့၎င်းအလုပ်အကိုင်များလုပ်ဆိုင်ရတဲ့၎င်းပညာရေးပြည့်ဝသူတို့သည်အမားနှဲကြပါလိမ့်မည်။လူတို့သည်ခွန်အားဗလာကြီးမားတော်လဲပညာဉာဏ်မရှိလျင်စင်ကြီးပတ်မှာသူတစ်ပါးဤခိုင်နှံခြင်းကိုခံရတတ်ပါတယ်။ဒါကြောင့်စာပေကျမရဲ့ group number ကတော့ PMB 1B G10 CPB 021ဖြစ်ပါတယ်ရှင်စာဖတ်ခြင်းလေးကရရှိမဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1ချက်အသိပညာတိုးတက်ခြင်းစာအုပ်တွေထဲမှာအသိဉာဏ်သုတေသနသင်ခန်းစာတွေများစွာပါဝင်နေတဲ့အတွက်စာဖတ်ခြင်းဟာအသိပညာတိုးတက်ဖို့အခြေခံဖြစ်ပါတယ်နံပါတ်2အချက်စကားလုံးအသုံးအနှုန်းတိုးတက်လာခြင်းစာဖတ်ခြင်းကအသစ်တော်စကားလုံးများနဲ့အသုံးအနှုန်းတွေကိုသိရှိလာပါတယ်။ဒါကြောင့်စကားပြောစာရေးဟောပြောရမှာပိုမိုတက်လာစေပြီးအသုံးအနှုန်းကောင်းမွန်တဲ့လူတစ်ဦးဖြစ်လာစေပါတယ်။နံပါတ်3အချက်စာရေးစာရေးတိုးတက်ခြင်းစာဖတ်ခြင်းအလေးရှိသူတွေဟာစာရေးရမှာအကြောင်းအရာတကြားရှိလာတတ်ပါတယ်။နံပါတ်4အချက်အတွေ့အခေါ်ဖွံ့ဖြိုးခြင်းစာဖတ်ခြင်းဟာလူတစ်ယောက်ရဲ့အတွေ့အခေါ်ကိုဖွံ့ဖြိုးလာစေပြီးစာအုပ်ကောင်းတွေဖတ်ရင်သုံးသပ်တတ်မှုစင်ကြင်တတ်မှုဆုံးဖြတ်တတ်မှုတို့ကတိုးတက်လာပါတယ်။နံပါတ်5ချက်စာအကြောင်းနားလည်မှုတိုးတက်ခြင်းစ
စာဖတ်ခြင်းဟာစာရေးသူကပေးခြင်းတဲ့အကြောင်းအရာတွေအတူစရာတွေကိုမိမိကအလွယ်တကူနားလည်လာနိုင်ပါတယ်နံပါတ်6ချက်အချိန်အသုံးပြုမှုကောင်းမွန်လာခြင်းအချိန်ပြတ်သွားစေမည့်အလုံးမရှိတဲ့အချိန်တွေကိုစာဖတ်ခြင်းဖြင့်အသုံးပြုနိုင်ပါတယ်ဒီလိုလုပ်ခြင်းကပညာတိုးတက်မှုနဲ့အတူအချိန်ကိုတန်ဖိုးရှိအောင်သုံးနိုင်တဲ့သူဖြစ်လာမှာပါနံပါတ်9ချက်အနာဂတ်အတွက်အထောက်အကူဖြစ်ခြင်းစာဖတ်ခြင်းလေးကမျှော်မှန်းထားတဲ့အနာဂတ်အလုပ်ကိုင်းနဲ့ပညာရေးအတွက်အခြေခံဖြစ်ပါတယ်အခြားသူများထက်အတိကျပြန်ပြီးစာဖတ်လေးရှိသူတွေဟာအောင်မြင်မှုရလွယ်တတ်ပါတယ်နံပါတ်10ချက်စိတ်အပန်းဖြေခြင်းစာဖတ်ခြင်းဟာပြင်းစရာအချိန်တွေမှာစိတ်အပန်းဖြေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ပုံမြင်စာအုပ်ဝတ္ထု theory စတဲ့စာအုပ်အမျိုးမျိုးကိုဖတ်ရင်စိတ်ကျဉ်းမှုရလာပြီးစိတ်ကိုအေးချမ်းလာပါတယ်နံပါတ်9အချက်ကိုယ်တိုင်ရှင်သက်သိမြင်နိုင်ခြင်းစာဖတ်ခြင်းဟာကိုယ်တိုင်အတွေ့အခေါ်နဲ့တခြားသူရဲ့အတွေ့အကြုံကိုနိုင်ရှင်သုံးသပ်လာနိုင်ပါတယ်ဒါအပြင်ကိုယ်ဘဝအတွက်သင်ခန်းစာများယူနိုင်ပါတယ်အနည်းချုပ်အားဖြင့်ပြောမယ်ဆိုရင်တော့ကိုယ်တိုင်အတွေ့အခေါ်နဲ့တခြားသူရဲ့အတွေ့အကြုံတွေကိုနိုင်ရှင်သုံးသပ်လာနိုင်မှာဖြစ်ပါတယ်ဒါအပြင်ကိုယ်ဘဝရဲ့သင်ခန်းစာများယူနိုင်ပါတယ်စာဖတ်ခြင်းလေးဟာပညာတိုးတက်မှုနဲ့အတူစိတ်ဉာဏ်ဖွံ့ဖြိုးမှုတန်ဆင်းမှုတို့ကပေးစွမ်းတဲ့တန်ဖိုးရှိဆုံးအလေးချင်းတစ်ခုဖြစ်ပါတယ်ခက်စစ်အဖွင့်1ကြုံလီပိန်သည်2တစ်ဖြင့်တစ်ပါးတစ်နည်းတစ်ပုံ3တမတာဖြစ်မြဲသောအစဉ်လာ4နိုးစောတိုက်တွန်းစီစောသည်5အမှုမဲ့ပေါ်ပေါ်ဆဆအမတ်တမဲ့ကျမတို့ရဲ့ project ကိုနားထောင်ပေးတဲ့ဆရာဆရာမများနဲ့ကျောင်းသားအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်